စစ်ဖြစ်တဲ့ဒီကက်ရှမီးယားကကြတော့အိန္ဒိယရဲ့ဒီမြောက်ဘက်ထိပ်အဲ့ဘက်ရှမ်းဘက်ပေါ့နော်ဒီပွဲကျင်းပတဲ့နေရာကကြတော့ဒါတောင်ဘက်အိန္ဒိယရဲ့တောင်ဘက်ခြမ်းဖြစ်တယ်အဲ့လိုဆိုတော့ဒါတော်တော်လေးကိုကွာဝေးတာပေါ့နော်အိန္ဒိယနဲ့ပါကစ္စတန်ပြဿနာကဒါအခုရပိုင်းတော်တော်လေးကိုပြင်းထန်နေရပါတော့။သူကအရင်ထဲကပဲရှိတာဒီအိန္ဒိယနဲ့ပါကစ္စတန်ကပြီးတော့တစ်ဖက်မှာလည်းပေါ့နော်ဒီ Miss World ပြိုင်ပွဲကဒါကျင်းပနေတာပေါ့နော်ပွဲကအခုစပြီးဒါကျင်းပနေတာဖြစ်တယ်ပေါ့နော်။အဲ့လိုဆိုတော့တချို့တွေကမေးကြတယ်ဒီစစ်ဖြစ်နေရတော့မှဒီဘက်ကပေါ့နော်ပြိုင်ပွဲMiss World လုပ်နေရဆိုတော့ဒါလုံခြုံစိတ်ချမှုရှိရလားပေါ့နော်ဆိုပြီးဒါစိတ်ပူပြီးတော့လည်းဒါမေးကြတာပေါ့နော်အဲ့လိုဆိုတော့မူရာတီတက်လောက်ပြောမယ်ဆိုရင်ဒီစစ်ဖြစ်နေတာအိန္ဒိယကကြတော့ဘယ်နာမှာဆိုကက်ရှမီးယားဒေသမှာဖြစ်တယ်အဲ့ဒါကဒါသူတို့ကကိုရီးနိုင်ငံမှာစစ်ဖြစ်တယ်လို့မျိုးပဲဟိုအရင်တည်းကပဲဒါစစ်ဖြစ်နေကြတာပေါ့နော်ပြေးလဲငြိမ်သွားလိုက်ပြီးရင်ပြန်ထလာလိုက်ဒီလိုမျိုးဖြစ်နေကြကိုရီးနိုင်ငံမှာဆိုလဲအဲ့လိုပဲနေဇဘတ်တွေမှာအဲ့လိုမျိုးတွေဖြစ်ကြတယ်ဒီအခုဒီပြိုင်ပွဲလုပ်တဲ့ဒီ Miss World လုပ်တဲ့နေရာဆိုရင်ဗာလဲတီလန်ကနာဆိုတဲ့နေရာဖြစ်တယ်အဲ့လိုဆိုတော့ကြည့်လိုက်မယ်ဆိုရင်ဒီတောင်နဲ့မြောက်ပေါ့နော်စစ်ဖြစ်တဲ့ဒီကက်ရှမီးယားကကြတော့အိန္ဒိယရဲ့ဒီမြောက်ဘက်ထိပ်အဲ့ဘက်ရှမ်းဘက်ပေါ့နော်ဒီပွဲကျင်းပတဲ့နေရာကကြတော့ဒါတောင်ဘက်အိန္ဒိယရဲ့တောင်ဘက်ခြမ်းဖြစ်တယ်အဲ့လိုဆိုတော့ဒါတော်တော်လေးကိုကွာဝေးတာပေါ့နော်သူတို့အနေနဲ့ဆိုရင်လည်းဒီနိုင်ငံကိုစားပြုလွှတ်ထားတဲ့နိုင်ငံပေါင်း100ကျော်ကအလှမဲတွေကိုသူတို့ပြစ်စလက်ကထားမှာတော့မဟုတ်ဘူးသူတို့မှာ security တွေပါလုံခြုံရေးပိုင်းတွေပေါ့နော်ပြင်းပြင်းထန်ထန်ဒါစောင့်ကြထားတာရှိမှာပေါ့နော်ဒါကြောင့်အများကြီးစိတ်မပူကြပါနဲ့တကယ်လို့သူတို့ဘက်ကနိုင်ငံရေးအခြေအနေကြောင့်ပေါ့နော်တခုခုစိုးရိမ်စရာရှိရဆိုရင်သူတို့မှာအကြီးအကဲတွေရှိတယ်ဒီသူတို့ရဲ့ပြည်နယ်နဲ့တိုင်းဒေသတွေမှာလူကြီးတွေရှိရပေါ့နော်အဲ့ဒီကနေပြီးတော့သူတို့ကစီစဉ်ပါလိမ့်မယ်ပေါ့